တော်တာရှင်တွေအားလုံးတာလီစောပါ Development Media Group DMG ရဲ့2026ခုနှစ်မေလ15ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ပွန်နှကျုံးမြို့ကိုကျဲလျင်နှစ်စီးနဲ့ပုံကျဲတဲ့အကြောင်းစစ်တွေမြို့ပတ်လေကိုခြံစည်းရောအသစ်ကာရံပြီးစစ်တပ်ကလုံခြုံရေးတင်းကျပ်နေတဲ့သတင်းဆိုမှစစ်တပ်နဲ့တော်လှန်ရေးတပ်တို့စစ်ရေးတင်းမာနေပြီးဒေသခံတွေတင်းရှောင်နေရတဲ့အကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကျမဖြူရွဲနဲ့အတူစောညင်းကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့ပုံနာကျွန်းမျိုးကိုကျက်လျင်နှစ်စီးနဲ့ပုံကျဲတဲ့အကြောင်းကိုတင်ဆက်ပေးရှင်ပါတယ်။အာရခတပ်တော်ထင်းချုပ်ရပုံနာကျွန်းမျိုးစံပြရက်ကွက်ကိုဒီနေ့မေလ15ရက်နေ့နဲ့ပိုင်းကအာဏာသိမ်းစစ်တပ်ကကျက်တိုက်လျင်နှစ်စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နနက်၈နာရီကျော်မှာပုံကျဲခဲ့တာဖြစ်ပြီးစစ်တွေကနေအသေးခံဒရုန်းတစ်စီးနဲ့လည်းတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။ပုံကျဲတိုက်ခိုက်တာကြောင့်ပုံနာကျွန်းမြို့ထဲနေအိမ်၄ဆောင်တန်းမနေပျက်စီးခဲ့ရပြီးဒေသခံတွေထိခိုက်ရှိမရှိကို DMG ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။အာရခတပ်တော်ဟာပုံနာကျွန်းမြို့ကို2024မတ်လ4ရက်ကစတင်သိမ်းပိုက်ခဲ့တာဖြစ်ပေမဲ့စစ်တွေကနေလက်နက်ကြီးတွေနဲ့လမ်းပြနေတာကြောင့်လက်ရှိချိန်ထိမြို့ခံတွေနေထိုင်ခွင့်မရကြသေးပါဘူး။အာဏာသိမ်းစစ်တပ်ဟာစစ်တွေမြို့နယ်နှိစက်တဲ့ပုံနာကျွန်းရသေးတောင်ပေါက်တော်မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်တာနေဗီတွေကနေလက်နက်ကြီးပစ်ခတ်တာအသေးခံဒရုန်းတွေနဲ့တိုက်ခိုက်တာတွေကိုမကြာခဏပြုလုပ်နေပါတယ်။လက်ရှိမှာစစ်တွေမြို့နယ်မှာအာဏာသိမ်းစစ်တပ်နဲ့အာရခတပ်တော်တို့စစ်ရေးတင်းမာနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ10ရက်နေ့ကလည်းရသေးတောင်မြို့နယ်မစည်းကျွန်းရှိညောင်ပင်လေရွာကိုစစ်အုပ်စုကအသေးခံဒရုန်းတစ်စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တစ်ဆောင်ပျက်စီးခဲ့ရပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်နဲ့စစ်တွေမြို့နယ်တွေမှာစစ်ပွဲပြင်းထန်နေပြီးစစ်အုပ်စုကလင်းအုပ်စုလိုက်သုံးပြီးဘုံကျဲတိုက်ခိုက်တာတွေကို2026နှစ်စပိုင်းကစပြီးဆက်တိုက်ပြုလုပ်လာနေပါတယ်။ဆက်လက်ပြီးတော့စစ်တွေမြို့ပတ်လေကိုခြံစည်းရောအသစ်ကာရံပြီးစစ်တပ်ကလုံခြုံရေးတင်းကျပ်နေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါ။အာဏာသိမ်းစစ်တပ်ထင်းချုပ်ဆဲဖြစ်တဲ့ရခိုင်ပြည်စစ်တွေမြို့မှာမြို့ဝင်ထွက်နေရတွေတပ်နေမြေတွေနဲ့တပ်စခန်းအနီးတို့မှာခြံစည်းရောအသစ်ကာရံပြီးလုံခြုံရေးတည်ဆောက်နေတယ်လို့သိရပါတယ်။အာဏာသိမ်းစစ်တပ်ဟာ2024ခုနှစ်ဩဂုတ်လကစတင်ပြီးတပ်ဖွဲ့ဝင်တွေစစ်တွေမြို့ပေါ်အထိဝင်ရောက်မလာနိုင်ရေးနဲ့မြို့ကန်တွေအဝင်အထွက်မရှိစေရတဲ့အတွက်စစ်တွေမြို့ပတ်လေကန်နလန်တလျှောက်နဲ့ပွိုင်းကန်ချီတို့မှာတန်စုကျော်တွေနဲ့ခြံစည်းရောကာရံထားတာဖြစ်ပါတယ်။လက်ရှိမှာတန်စုကျော်ကာရံထားတဲ့တိုင်တွေဟာဆွေးမြစ်ပျက်စီးတာတန်စုကျော်တွေဟာကျိုးပဲမှုတွေရှိလာတာကြောင့်ကွန်ကရစ်တိုင်အသစ်တွေနဲ့အခိုင်အမာပြုလုပ်နေတယ်လို့သိရပါတယ်။တိုက်ပွဲပြင်းထန်လာတာနဲ့အမျှစစ်အုပ်စုဟာစစ်တွေမြို့ပြင်နဲ့မြို့ရင်းလုံခြုံရေးကိုတင်းကျပ်နေပြီးတော့မြို့အတွင်းမှာလည်း ACS စစ်ဆေးမှုကိုဧပြီလဆန်းပိုင်းကစတင်ပြီးအချိန်မြင့်လှုပ်ဆောင်နေပါတယ်။စစ်တွေမြို့ပေါ်ကလူနေထူထပ်တဲ့ရပ်ကွက်တွေကို ACS အကြောင်းပြပြီးရှောင်းတခင်စစ်ဆေးမှုတွေပြုလုပ်နေပြီးတော့ဖမ်းဆီးမှုတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ9ရက်ကလည်းစစ်တွေမြို့စိုက်တဒုက္ခကမ္မထံဘုံကြီးကျောင်းမှာဝင်ရောက်ခိုလုံနေတဲ့စစ်ပေးရှောင်မျိုးသား6ယောက်ကိုစစ်တပ်ကဖမ်းဆီးပြီးရိုက်နှက်စစ်ဆေးမှုကြောင့်တအုပ်သေဆုံးသွားတယ်လို့သိရပါတယ်။စစ်တွေမြို့ခံတွေဟာစစ်တပ်ရဲ့အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးပြီးရိုက်နှက်ချင်းချောက်မှုတွေကြောင့်လုံခြုံရေးစိုးရိမ်နေကြရပါတယ်။စစ်တွေမြို့မှာစစ်အုပ်စုနဲ့အာရခတပ်တော် AA တို့ကြားတိုက်ပွဲတွေလက်တလုံးညီတက်နေပြီးတော့စစ်တပ်ကနေမြို့ရင်းစစ်ရင်အားဖြစ်တင်းပြီးတော့ခန်းစစ်ပြင်ဆင်နေတယ်လို့သိရပါတယ်။ဆောမှာစစ်တပ်နဲ့တော်လိုင်းရင်တပ်တို့စစ်ရေးတင်မာနေပြီးဒေသခံတွေတင်းရှောင်နေရတဲ့သတင်းကိုလည်းပြောပြပေးရှင်ပါတယ်။ရှင်နဲ့မကွေးနေဆက်မကွေးတိုင်းစိုးမြို့နေရာအနက်မှာအာဏာသိမ်းစစ်တပ်ကစခန်းချနေရယူထားပြီးတော်လိုင်းရင်တပ်တွေနဲ့စစ်တင်မာနေတာကြောင့်မြို့ခံတွေထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။အင်အား300ကျော်ရှိတဲ့အာဏာသိမ်းစစ်တပ်ဟာလက်ရှိမှာစိုးမြို့စာတင်ကျောင်းဖုန်ကြီးကျောင်းဖယားကုန်းမိသက်ကုန်းနဲ့မြို့ဝင်ပေါက်ထွက်ပေါက်တွေကိုဂိတ်ချတက်ဆွေးနေရယူထားတယ်လို့သိရပါတယ်။ဒါအပြင်ဒေသခံတွေကိုဖမ်းဆီးတာနေအိမ်တွေကိုအတင်းဝင်ရောက်တာတွေလုပ်နေတာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်ဟာမနေ့ကစိုးမြို့ခံတွေကိုဖမ်းဆီးစစ်ဆေးမှုတွေရှိခဲ့ပြီးဒီနေ့နံနက်ပိုင်းမှာပြန်လည်လွှတ်ပေးသူတွေရှိပေမဲ့ဖမ်းဆီးခံရသူနဲ့လွတ်မြောက်လာသူအရေအတွက်ကိုအတိအကျမသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်မနေ့ကညနေပိုင်းကစိုးမြို့ဖျားကုန်းတောင်ပေါ်မှာတက်ဆွေးနေရယူထားတဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အာဏာသိမ်းစစ်တပ်ဟာစိုးမြို့နဲ့အနီးပတ်ဝန်းကျင်ဖြစ်တဲ့အကြီးကတင်းကျွော်နဲ့အညာကတင်းကျွော်တွေကိုလည်းရှစ်ပြေးစစ်ကြောင်းတွေနဲ့ဖြန့်ကျက်နေရယူထားတယ်လို့သိရပါတယ်။ဒီလိုနှစ်ဖက်စစ်တင်မာနေတာကြောင့်စိုးဒေသခံတွေအနေနဲ့စ
စစ်ကြောင်းနဲ့ဒဲရိတ်ထိတွေ့နိုင်တဲ့နေရာတွေကိုခရီးမသွားဖို့နဲ့ဘေးလွတ်ရာကိုတင်ချောင်ကြဖို့ရောအလင်းတန်းကတိုက်တွန်းထားပါတယ်သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။အိမ်သာမလုံခြုံလို့စစ်ပေးရှောင်အမျိုးသမီးတွေအခက်အခဲဖြစ်တဲ့အကြောင်းကိုလည်းပြပြပေးခြင်းပါတယ်။အရခတ်တော်ထင်းချုပ်ရဒေသရခိုင်ပြည်အတွင်းကစစ်ပေးရှောင်စခန်းတချို့မှာအိမ်သာမလုံခြုံတာကြောင့်အမျိုးသမီးတွေအတွက်စိုက်ပိုင်းရှုပ်ပိုင်းဆိုင်ရာစိုးရိမ်စရာဖြစ်နေတယ်လို့သိရပါတယ်။လူဦးရေ1000ကျော်ရှိတဲ့ကြောက်တော်မြို့နယ်ကစစ်ပေးရှောင်စခန်းတစ်ခုမှာပြီးခဲ့တဲ့ရက်ပိုင်းကမိုးသေးထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုတွေကြောင့်အိမ်သာတွေမှာအမိုးအကာတွေပျက်စီးသွားတာကြောင့်ပြန်လည်ပြုပြင်ဖို့ငွေကြေးမတတ်နိုင်ဖြစ်နေကြပါတယ်။အဲ့ဒီအိမ်သာတွေမှာအမိုးအကာမလုံခြုံတာတကားတွေပျက်စီးနေပြီးမတန်ရှင်းတာတွေကြောင့်စစ်ပေးရှောင်စခန်းမှာနေထိုင်တဲ့အမျိုးသမီးတွေအတွက်စိုးရိမ်စရာတစ်ခုဖြစ်လာတယ်လို့ပြောဆိုကြပါတယ်။လက်ရှိမှာစစ်ပေးရှောင်တွေဟာကုညီထောက်ပံ့မှုနေပါတာကုန်စည်နှုန်းအဆမတန်မြင့်တက်တာအလုပ်အကိုင်ရှားပါတာတွေကြောင့်ဝင်နေပါပြီးတော့အိမ်သာတွေကိုကိုထူကိုထဆားလုပ်ဖို့အတွက်စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်။ဒါအပြင်စစ်ပေးရှောင်စခန်းနဲ့အိမ်သာဟာအနှင်းငယ်ဝေးကွာလွန်းတာကြောင့်ညအချိန်မှာအမျိုးသမီးတွေအတွက်အဆင်မပြေဖြစ်တယ်လို့ပြောဆိုကြပါတယ်။စစ်ပေးရှောင်တွေဟာစားဝတ်နေရေးကြက်တဲမှုတန်းသဘောအပေးတံတွေကိုခံစားနေကြရတဲ့အပြင်အိမ်သာတွေတန်ရှင်းမှုမရှိတာကြောင့်နောက်ဆက်တွဲကျန်းမာရေးပြဿနာအတွက်စိုးရိမ်နေကြပါတယ်။ဒါအပြင်ကြောက်ဖြူမျိုးနယ်စစ်ပေးရှောင်စခန်းတွေမှာလည်းအမျိုးသမီးတွေအပါအဝင်လူဦးရေတောင်းနဲ့ချီနေပြီးအိမ်သာအလုံးလောက်မရှိတဲ့အတွက်အမျိုးသမီးတွေအတွက်စိုးရိမ်စရာတစ်ခုဖြစ်နေတယ်လို့ပြောဆိုကြပါတယ်။ရသေးတောင်ပုံနှကျွန်းမရဦးဂွားနဲ့တောင်ကိုစားတဲ့စစ်ပေးရှောင်စခန်းတွေမှာလည်းအိမ်သာအလုံးလောက်မရှိတာနဲ့အမိုးအကာလုံခြုံမှုမရှိတဲ့အတွက်အမျိုးသမီးတွေအတွက်စိုးရိမ်စရာတစ်ခုဖြစ်နေတယ်လို့ပြောဆိုကြပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ရှမ်းနဲ့ကင်းနီနယ်စပ်မိုးပြင်းမြို့နီးတိုက်ပွဲပြင်းထန်တဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်နီနယ်စပ်ကမိုးပြင်းမြို့အနီးကိုစစ်တပ်စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။မေလ23ရက်ကစစ်တပ်နဲ့ပိုးပြည်သူစစ်PNO ပူပေါင်းအဖွဲ့ကမိုးပြင်းမြို့အနောက်ဘက်ခြမ်းကိုစစ်ကြောင်းထိုးလာတာကြောင့်တော်လိုင်းရဲတပ်တွေနဲ့တိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ဒေဆုံးမှုရှိပြီးစစ်တပ်စစ်ကြောင်းတွေနောက်ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။စစ်တပ်စစ်ကြောင်းတာစီတိုက်ခိုက်မှုအတွင်းရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့အမတ်တေအယ်ဖာစစ်ဒေသမိုးပြင်းတာဝန်ရှိသူချို့ကလူမှုကွန်ရက်ကတဆင့်အသိပေးထားပါတယ်။မိုးပြင်းမြို့ကိုစစ်တပ်က2025ဇူလိုင်လကပြန်လည်ထိန်းချုပ်ပြီးနောက်မိုးပြင်းမြို့အနီးကျေးရွာတွေကိုမကြာခဏစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ။စစ်ပွဲကာလတခြားအပြင်းထန်ဆုံးပမာဏနဲ့ယူကရိန်းကိုရုရှားပုံကျဲတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။ယူကရိန်းမှာစစ်ပွဲစတင်ခဲ့ပြီးတဲ့နောက်ပိုင်းအကြီးမားဆုံးသောလေကြောင်းတိုက်ခိုက်မှုအဖြစ်ရုရှားကမြို့တော်ကီယက်နဲ့တခြားမြို့တွေကိုနှစ်ရက်အတွင်းဒရုန်းအစင်းရေရာနဲ့ချီအုံပြုပြီးပြင်းပြင်းထန်ထန်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းအရာရှိတွေကမေလ14ရက်နေ့မှာပြောကြားလိုက်ပါတယ်။ဗုဒ္ဓဟူးနေ့ကတည်းကရုရှားဟာဒရုန်းအစင်းရေ1568စင်းအထိလွှတ်တင်တိုက်ခိုက်ခဲ့ပြီလို့ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီကပြောကြားထားပါတယ်။အဲ့ဒီ2ရက်တာအတွင်းအနည်းဆုံးအရပ်သား29ဦးသေဆုံးခဲ့တယ်လို့အရာရှိတွေကဆိုပါတယ်။ညရင်းချင်းတိုက်ခိုက်မှုတွေဟာကီယက်မြို့ကိုအဓိကဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မြို့တော်မှာကလေးငယ်3ဦးအပါအဝင်အနည်းဆုံးလူ22ဦးသေဆုံးခဲ့တယ်လို့ယူကရိန်းအရေးပေါ်ကိစ္စရေးဌာနကပြောကြားပါတယ်။တိုက်ခိုက်မှုတွေကြောင့်နေအိမ်အဆောက်အုံ90ကျော်အပါအဝင်စုစုပေါင်းအဆောက်အုံ180လောက်ထိခိုက်ပျက်စီးခဲ့တယ်လို့ဇယ်လန်စကီကပြောကြားထားပါတယ်။လက်နက်ကျော်ကာလအတွင်းလူပေါင်းသိန်းနဲ့ချီသေဆုံးစေခဲ့ပြီးယူကရိန်းရဲ့နေမြေအမြောက်အများကိုပျက်စီးစေခဲ့တဲ့ဒီစစ်ပွဲဟာပြီးဆုံးလို့နှီးပါဖြစ်နေပြီလို့ရုရှားသမ္မတဗလာဒီမာပူတင်ကအစောပိုင်းမှာပြောကြားခဲ့ပါတယ်။ဒါပေမဲ့မော်စကိုဟာညရင်းချင်းမှာတိုက်ခိုက်ရေးဒရုန်း690ကျော်နဲ့ဒုံးကျည်56စင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းဘက်ကပြောကြားထားပါတယ်။ဒါဟာစစ်ပွဲပြီးဆုံးတော့မယ်လို့ယုံကြည်တဲ့သူတွေရဲ့လုပ်ရမျိုးလုံးဝမဟုတ်ဘူးလို့ဇယ်လန်စကီကပြောဆိုပါတယ်။လက်တလုံးတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့အပျက်အစီးတွေကိုရှင်းလင်းဖေရှားဖို့နဲ့ကိစ္စရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ကီယက်မြို့မှာကိစ္စရေးသမား600နီးပါးအပါအဝင်ယူကရိန်းတနိုင်ငံလုံးမှာကိစ္စရေးလုပ်သား1500ကျော်စေလွှတ်ထားတယ်လို့ရိုက်တာသတင်းတရက်မှာဖော်ပြရှယ်ရသိရပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းနာလိုက်ပါတယ်။ရခိုင်ပြည်တွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း66839643 633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည7:00နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။